ကွာတဲ့ဥစလာကဒီနေ့တွေးချင်းလဲတာကျွန်တော်ပြပေးမယ်နော်အသေးစိတ်ပေါ့ကျွန်တော်တို့အားရပါရလောလောရအောင်ကျွန်တော်တို့အင်ဂျီဝယ်ထုတ်ရပါတော့အင်ဂျီဝယ်ထုတ်တဲ့အခါကျွန်တော်အင်ဂျီဝယ်ဖုန်းကျွန်တော်အရင်ထုတ်တယ်ပေါ့နော်တချို့ဘယ်နေကြတော့ဟိုတကယ်အဖုန်းအရင်မထုတ်ဆိုလို့ရှိရင်အင်ဂျီဝယ်မှုတ်ထုတ်တယ်လဲအပူလောင်တတ်တယ်နော်တော့ဒီကောင်ဆက်ခွန်ပေါ့နော်ဆက်ကိုကျွန်တော်တို့ဒီလိုထီထီမိမိကန်အောင်ပေါ့နော်ဒီတိုင်းကျွန်တော်တို့မူလီကောင်းလေးထီထီမိမိကန်တော့မူလီကောင်းထီထီမိမိကန်ပေါ့နော်ထီထီမိမိကန်ဒီတိုင်းမထီထီမဆွဲရဲပေါ့နော်အဲ့ဒါဆိုရင်လည်းခက်ထီထီမိမိကန်ပြီးတော့မူလီကောင်းမထီထီသွားကန်ရင်မူလီကောင်းပြက်လွယ်တယ်နော်ထီထီမိမိကန်ပဲကျွန်တော်တို့ဒီခါလေးရက်ထုတ်အောင်အဲ့ဒါထုတ်လွယ်လေးပဲနော်ကျွန်တော်တို့အားရပါရလောလောရအောင်ကျွန်တော်တို့ enjoy ထုတ်လိုက်မယ်နော်အခု enjoy ထုတ်ပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကီယာထိုးတဲ့ကောင်ကျွန်တော်တို့ထုတ်မယ်ပေါ့နော်ကီယာထိုးတဲ့ကောင်နံပါတ်30ဒီမှာဒီမူလီနံပါတ်ရှိတဲ့ထုတ်ဖို့အတွက်ကျွန်တော်ဒီကောင်ရှစ်စပေါက်ကချေစပေါက်ရှစ်စပေါက်ကဖုန်းနဲ့ထုတ်မယ်ပေါ့နော်ဒီကောင်နံပါတ်8ပြီးရင်ကျွန်တော်ကဒီနှစ်ခုဖြုတ်မယ်ပေါ့နော်ကျွန်တော်ကဟိုအခုမှစလို့တဲ့ညီကိုလေးတွေအတွက်ပေါ့နော်ညီကိုလေးတွေအတွက်ရည်ရတာဖြစ်တဲ့ကျွန်တော်အသေးစိတ်ပြမှာအဲ့နှစ်ခုဖြုတ်ပြီးဆိုရင်ကျွန်တော်ဒီကောင်ဒီနံပါတ်8ဖြုတ်မယ်နော်ပြီးကျွန်တော်ဒီကောင်နည်းနည်းရိုက်အောင်ပါနော်ဒီမှာဒီတိုင်းရို့ထုတ်လို့မလွယ်လို့လေဝိုက်စီလေးနဲ့ဆွဲထားလို့လေနော်နည်းနည်းရက်ထုတ်လို့ဘော်ဒီထိမနာအောင်ကျွန်တော်အဝတ်လေးနဲ့ခံပြီးတော့ရက်ထုတ်မယ်နော်အဲ့လိုနည်းနည်းဆောင်းလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာကလတ်ထုတ်လိုက်ရပြီနော်ဝယ်ဘူးလက်အပြားလေးနဲ့โอเคလွယ်လေးပဲနော်နော်အခုကစစသိနေတဲ့ညီကိုစစလို့တဲ့ညီကိုတွေအတွက်ရည်ရတာဖြစ်တော့ကျွန်တော်အမှတ်သားကြည့်မယ်ပေါ့နော်အခုအနေထားအမှတ်သားမတက်သေးဘူးနော်ဒီမှာထီလေးတက်နေရမယ်ပြီးတော့ဒီကောင်လေးကဒီမှာထီလေးရှိနေရမယ်နော်ဒီမှာဒီပေါင်းနဲ့ထီတက်လေးရှိနေရမယ်ဒီမှာသူချက်ထားတဲ့အရာလေးရှိတယ်ပေါ့နော်အမှတ်သားအရာလေးပေါ့ပြီးတော့ဒီဟာလေးနဲ့ဒီကောင်လေးနဲ့တက်ရှိနေရမယ်ပေါ့နော်ကျွန်တော်အသေးစိတ်ပြပေးတာကဟိုကခုမှစလို့တဲ့ညီကိုတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ရိုက်ပြပေးတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အသေးစိတ်လေးပြောပြတာပေါ့
ဒီကောင်နံပါတ်7ခွန်နော်နံပါတ်7ခွန်ကျွန်တော်လှည့်ပေးပါနော်ဒီနေရာလေးမှာကျွန်တော်ကြည့်မယ်နော်ကြည့်မယ်လှည့်ပါနော်တီလေးတည့်ရပြီအခုဆိုတီတက်ပြီနော်အခုဆိုရတီလေးတက်ပြီနော်ဒီမှာညဘက်ရတော့တီရကြည့်ရတာသိမရှင်းဘူးနော်အမှတီလေးပေါ်တယ်နော်ရေးလေးဒီမှာသူ့ရဲ့ချစ်ထားတဲ့အရာလေးရှိတယ်ဒီမှာတီလေးရှိတယ်ပေါ့နော်တက်ပဲနော်အဲ့ဒါလေးနဲ့တက်မယ်ပြီးတော့ဒီမှာဒီကောင်လေးဒီမှာမှတ်သားလေးရှိတယ်ပြီးတော့သူတို့ဒီမှာထားပေးတယ်ပေါ့နော်ဒီကောင်လေးနဲ့တက်ပါနော်ဒီမှာလဲတီတက်မယ်ပေါ့နော်ဒီမှာလဲတီတက်တဲ့ရှိမယ်ပြီးတော့ဒီကောင်လေးနဲ့တက်မယ်ပေါ့နော်ဒါဆိုရင်အမှတ်သားချိန်လို့ပြီးပြီပေါ့နော်တော့သေးကြဆက်ကြည့်တဲ့ညီကိုတွေတွေ့ရတော့သေးကြကြည့်ပေါ့နော်ဒီမှာလဲတီလဲတက်မယ်ဒီမှာလဲတက်မယ်ပေါ့နော်အမှတ်သားလေးတက်မယ်ပြီးတော့ဒီမှာအမှတ်သားလေးတက်မယ်ပြီးတော့ page တင်ပေါ့နော် page တင်အပြည့်တက်နေရအောင်နော်တော့ page တင်ပြင်းတက်ဖို့ကျွန်တော်တို့ဟိုကမိပလောက်ကျွန်တော်တို့ထုံးမယ်ပေါ့နော်မိပလောက်ကျွန်တော်တို့ထုံးမယ် page တင်ပြင်းကျွန်တော်တို့ဝဲဝီလက်နဲ့ထိုးစမ်းကြည့်မယ်ပေါ့နော်မိပလောက်ဆွဲထုံးမယ်မိပလောက်ဆွဲထုံးမယ်ပေါ့နော်ဒီတိုင်းမိပလောက်ဖြုံးဒီမှာကျွန်တော်တို့ basic တွေပြည့်ပေါ့နော်ဒီမှာမမြင်ရကျွန်တော်တို့ဘလို့ဒီတိုင်းထိုးကြည့်တာနဲ့သိတယ်ပေါ့နော် basic တွေပြည့်တာဆို basic တွေပြည့်တယ်ပေါ့နော်ဟိုကောင်လေးသာတက်နေပြီဆိုလို့ရှိရင်ဒါ basic တွေပြည့်ပေါ့နော်ကျွန်တော်တို့စစလုပ်တဲ့ညီကိုတွေကျွန်တော်အသေးစိတ်ပြောပြပေးတာပေါ့နော်โอเคခုနကျွန်တော်ပြောတဲ့ထီအမှတ်သားအပေါက်တွေမှာထီအမှတ်သားရှိမယ်ပြီးတော့ဟိုအမှတ်သားလေးပေါ့နော်အဲ့ဒီအမှတ်သားလေးတစ်ခုတက်မယ်ပြီးတော့ဒီ basic အပြည့်ရှိနေမယ်ဆိုလို့ရှိရင်ဒါအမှတ်သားချိန်လုပ်ပြီးပေါ့နော်အဲ့တော့ PSC ဘာမိဘအဖုံးလေးဖွင့်မယ်ပေါ့နော်ဒီကောင်နံပါတ်8စီပါမိပါဘလို့ခွဲမလဲပေါ့နော်လွယ်လေးပဲဘာမှမခက်ဘူးနော်အပြည့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်နော်စဲမှာစီဖြတ်မယ်ဟုတ်လားနော်စဲမှာစီဖြတ်မယ်ဒါကိုကျွန်တော်တို့စီပါလို့တတ်မှာပဲပေါ့နော်လွယ်လေးပဲမိပါဘလို့သိမလဲပေါ့မိပါလဲဘာမှမခက်ဘူးကျွန်တော်တို့ဒီမှာဒါဆိုရင်မိအေဇောပြောရှိရနော်အေဇောပြောရှိရတဲ့ဒီမှာမိဒါမိပါပဲပေါ့နော်အဲ့တော့ဒီမှာစီထွက်စီဝင်မယ်စီဖြတ်မယ်အပေါ်မှာစီဖြတ်မယ်စီပါအောက်မှာမိထွက်မယ်မိပါပဲပေါ့နော်ဘာမှမခက်ဘူးစီပါမိပါခွဲတာလေနော်ကျွန်တော်တို့အမှတ်သားချိန်ထားတာမှန်တယ်ဆိုလို့ရှိရင်စီပါမိပါကကျွန်တော်တို့အမှတ်သားကိုချိန်ထားတာမှန်တယ်ဆိုလို့ရှိရင် base တင်လည်းအပြည့်တက်တယ်ဆိုလို့ရှိရင်စီပါမိပါကိုကျွန်တော်တို့ဆွဲကြည့်မယ်ပေါ့နော်ဆွဲလို့ရရမယ်နော်ဆွဲလို့အပေါ်ကကျွန်တော်တို့ 3.10 mm ထားမယ်အောက်မှာက 3.19 mm ပေါ့နော်အောက်မှာပေါ်ဟမယ်ပေါ့နော်အပေါ်မှာ10ပဲအောက်မှာ10ပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီစနစ်ကောင်းကိုပြည့်ထုတ်မယ်ပေါ့နော်ကျွန်တော်တို့စနစ်ကောင်းကိုပြည့်ထုတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟို
ပြေပြေကြရပြစ်တော့ကြည့်ဒီမှာတစ်ချက်ကင်တာပေါ့နော်ဒီမှာတစ်ချက်လည်းဖမ်းတတ်မယ်ဒီကောင်လည်းပြစ်ထုတ်နေပေါ့နော်အဲ့ဒါဆိုရင်မနာတော့ဘူးပေါ့နော်စိတ်ထားရတယ်โอเคပြစ်ထုတ်လို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ပလွေထုံးမယ်နော်ပလွေဆက်လေးပလွေထုတ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုထုတ်မယ်နော်တရားနဲ့တရားထုတ်ဖို့ထုတ်နေရတော့မတူဘူးเนาะဘာမှမဖြစ်ဘူးကိုယ်အစီပြေသလိုထုတ်ပါမဖြစ်ဘူးเนาะအတိကရဖို့ပဲပြီးရင်ကျွန်တော်တို့ဒီ30လေးကိုထုတ်မယ်เนาะ30လေးကိုကျွန်တော်တို့ခြောင်ထားမယ်ပြီးရင်ကျွန်တော်တို့နာဘ8မူလီလေးပတ်ပတ်လေးဖြုတ်မယ်เนาะအာရပါရလုံးလို့ရအောင်လေကျွန်တော်တို့ထုတ်ကွယ်နဲ့ပါစာစောက်ကခေါင်းလေးကျွန်တော်တို့ဖြုတ်ထားမယ်နော်ဒီကောက်ကိုလည်းကျွန်တော်တို့ဖြုတ်ထားရပါတော့အာရပါရလုံးလို့ရအောင်စစလုံးတဲ့ညီကိုကြတော့ဟိုကစိတ်ရှိရှိလေးထားပြီးလို့နော်အခုဆိုအလုံးရှင်းလင်းပြီနော်အလုံးရှင်းနေပြီဆိုတော့ကျွန်တော်တို့တန်လိုက်အောင်ထုံးနော်တန်လိုက်အောင်ဒီမှာကျွန်တော်တို့ဒီကောင်ထုတ်ပြီးဆိုတော့ကျွန်တော်တို့စစလုံးတဲ့ညီကိုလေးတွေနော်ဟိုဟာဖြည်းဖြည်းချင်းထုတ်ပြီးတော့သတိထားပြီးနော်ဘာရှိတယ်ဟောလေဒီကောင်ကဒီတိုင်းရှိမှာနော်ရှိမယ်ဒီမှာနော်ပင်နေရလေးရှိမယ်မော်တာနဲ့ချိန်မဲ့ပင်နေရလေးရှိမယ်ပေါ့နော်โอเคဒီလိုပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ခုံးမလီကောင်းပြစ်ထုတ်မယ်နော်ဆက်နဲ့ပြစ်ထုတ်မယ်ဒီမှာတီမီမီကြိုင်ထားမယ်နော်တီမီမီကြိုင်ထားမယ်ခဏပြီးတော့ပြစ်ထုတ်ရအောင်နော်ပြစ်ထုတ်ပြီးသူ့မူလီကောင်းဒီမှာကျွန်တော်တို့ပြန်ထားမယ်နော်ဒီမှာဝါရှာလေးတစ်ခွင်းရှိမယ်โอเค
ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ့ပစ္စည်းလေးနဲ့ဆွဲထုတ်ရအောင်နော်ဒီပစ္စည်းလေးကတော့ Lazada မှာရောင်းတာကဈေးတော်တယ်ပေါ့နော်ဒါကျွန်တော်တို့ထွေစရာစီမံဝယ်ထားတော့ဈေးတော့ကြီးတယ်ပေါ့ဒါပေမဲ့အကောင်းစားပါနော်ကိုကြိုက်တာတော့ဒါပေမဲ့အလုံးငါကွေမှာသုံးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အညစာဝယ်သုံးလို့အဆင်မပြေဘူးလေနော်ကျွန်တော်တို့ထုံနေကြဘယ်မဟုတ်ရလေဟိုကကြာမှတစ်ခါလာထုတ်တဲ့ဘေးတွေဆိုလို့ရှိရင်ဆက်ဆက်လုံးနဲ့ညီကိုစီတတိထားရတယ်ဒီကောင်အရေးပြုံးလို့လွယ်တယ်အရေးပြုံးလို့โอเคအရေးပြုံးပြီဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပိုက်ပါလားကျွန်တော်ထီထီမီမီလေးလှည့်ထဲပါနော်ဒီဘက်ကကျွန်တော်သင်္ကားသားတွေကိုပြတ်နေကြဘေးဖြစ်တဲ့အတွက်ခဏခဏထုတ်တယ်ပါနော်ခဏခဏထုတ်တယ်ဆိုတော့ဒါထုတ်ရမခဲဘူးဒါဆိုထိပါနော်ဒီထဲမှာဘာတွေရှိမလဲဆိုတော့စတက်ဘောလေးတွေရှိမှာပေါ့ဒီမှာသူရဲ့တိုကန်နဲ့ save လေးတွေကပျော့သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းဆွဲရှည်ပြီးတော့တင်းပါပါနော်တင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ပုံမှန်အလုပ်လုပ်လို့ရတယ်ပေါ့ဒါရေးစတက်ဘောမချိတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒါတစ်ချက်ကြည့်မှာပါနော်ဒါရေးဆွဲရှည်လုံးမှမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့လက်ပေးသေးလဲရမှာပါနော်ဆက်ဆက်ထုတ်တဲ့ညီကိုလေးတော့ဖြည်းဖြည်းထုတ်ပါနော်ဘာရှိတယ်ကိုကမလုပ်ဘူးလားဒီနည်းနည်းတော့ထုတ်ရတာတော့ကြပြန်ထဲတဲ့ကမှတ်မိမဆိုလို့လေဒီကောင်ဒီတိုင်းနေမယ်နော်ဒီထဲမှာဒါလေးရှိမယ်ဘာရှိမလဲပြီးတော့ဒီချိတ်ပြီးလေးရှိမှာနော်စနစ်ကျွန်တော်တို့ထုတ်မယ်ဒီထဲမှာဘာတွေရှိမလဲဆိုတော့ဒီမှာတစ်ခုရှိမယ်ဒီကောင်လေးကတစ်စီးနဲ့တစ်စီးတော့မတူဘူးเนาะဒါအဲ့ဒါကြောင့်မို့ကျွန်တော်တို့ထုတ်ပြီးဆိုလို့ရှိရင်တော့တစ်ခုချင်းစီကြည့်ဒီမှာရှိမယ်သူ့ဘိုးလေးလည်းရှိတယ်ပေါ့เนาะဘိုးလေးတစ်ခုရှိတယ်ချိန်ပြီးလေခြေကိုဖိပြရတော့ဘာတော့ကုန်ပြီပေါ့เนาะဒါဒီဘက်ကကျွန်တော်မလဲဘူးဆိုတာကျွန်တော်ရဲ့တင်တာကိုပြတဲ့ဘေးပေါ့เนาะဒါလှုပ်ချတဲ့ညီကိုတွေလေဆက်ဆက်လုံးတဲ့ညီကိုတွေကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်ပေးတာပေါ့ဒါလည်းသိပေါ့နော်ဒီမလဲဘူးဆိုလို့ရှိရင်ဒီအတွေ့အကြုံပဲမှာအစံထွက်မှာပေါ့နော်ပြီးကျွန်တော်ဒီမှာရောဘာဒေါ်လေးထုတ်မယ်ပေါ့နော်ဒီစီးနဲ့ဒီစီးကတော့မတူဒီဒီစီးကကျွန်တော်တို့6တောင်းနဲ့ထုတ်မယ်နော်6တောင်းနဲ့ထုတ်တဲ့ခါကျွန်တော်ဒီပစ္စည်းထက်စာရင်ဒီပစ္စည်းလေးကပိုကောင်းတယ်ပေါ့နော်ကျွန်တော်တို့အကောင်စားဝယ်လို့ရှိရင်ပိုကောင်းတယ်ဒါပေမဲ့ဈေးတော့ကြီးတာပေါ့အကောင်စားဆိုလို့ရှိရင်သုံးလို့လည်းပိုပြီးတော့အဆင်ပြေတယ်ပေါ့နော်လုပ်ငန်းခွင်မှာသုံးဖို့အတွက်ဆိုလို့ရှိတော့ဒီကောင်လေးအကောင်စားဝယ်ထားလိုက်အကောင်နော်ဒီကောင်လေးကမထီထီသွားလို့မရမထီထီသွားလို့သူ့ကောင်ပြက်လွယ်တယ်လေပြီးပြီဆိုတော့ကျွန်တော်တို့ခုနမူလီရှော့ထားတဲ့ဟာလေးကိုရှော့ထားရကျွန်တော်ထောက်တော့ဒီမှာရှေ့ရောက်ရှာပြလေးတကွင်းရှိရနော်
ထုတ်ပြီးဆိုဒီမှာကျွန်တော်တို့ရောဘာတောင်းလေးတော့ရှိမယ်ပေါ့နော်ဒီထဲရောဘာတောင်းလေးလဲသိရင်ပေါ့နော်ဒီကောင်လေးလဲသိပြီးဒီမှာစားရတာကောက်ပြီးပေါ့နော်အဲ့ဆိုလဲသိဒီသူ့ရဲ့ပြည့်ကြပါတယ်ရှိမလဲဒီကောင်အတွေ့အကြုံမကောင်းတော့လည်းအတန်ထွက်ရပါတော့ဒီကောင်လေးမထီးထီးဖြစ်နေလေအတန်နည်းနည်းထွက်ပါတော့ဒါပေမဲ့ပို့ပြီးတော့ကြမ်းစားရတာပုံများလို့ရှိတော့အတန်ပိုထွက်ပါတော့ပြီးတော့ဒီပြည့်ချက်လေးပေါ့ဒီပြည့်ချက်လေးဒီမှာရောဘာစားရတယ်ပေါ့နော်ရောဘာလေးစားရတယ်စားရတာဖြစ်တဲ့ဒီကောင်လေးအတန်ဒီကောင်စားရတာဖြစ်တဲ့အတန်ထွက်နေတယ်ပေါ့နော်ပြီးတော့ဒီရောဘာတော့လဲဒီရောဘာတော့လဲကုန်နေပြီပေါ့နော်ဒါလည်းလဲရမယ်ဒီတွေ့ချေပဲချာတော့ပြည့်ကျတစ်ခုอ่ะဒီမှာပေါ့နော်ဒီမှာဒီကောင်လေးလဲဘောမကောင်းဘူးဘာညာဆိုလို့ရှိရင်သူဘောမကောင်းလို့ရှိရင်ဒီကောင်လေးအတန်ထွက်တယ်ပေါ့နော်ကျွန်တော်တေချာစစ်ပေးရတယ်မဟုတ်ရင်ကျွန်တော်တို့နှခေါင်းမိပါမယ်ပေါ့နော်ဒီမှာတငယ်ချင်းတို့တခုပြောချင်တာကစားလို့တဲ့ညီကိုတွေအတွက်လေဒီမှာကျွန်တော်တို့တွေ့တာအလုံးများကြီးလို့နော်โอเคဒါဆိုရရတယ်ပေါ့နော်ဒီလိုအလုံးလို့တယ်ဆိုလို့ရှိဒါပေမဲ့အကယ်၍ဒီကောင်အလုံးဒီလောက်မလို့ဘူးနည်းနည်းလေးပဲဖြစ်ဖြစ်သိနေတာဖြစ်ဆိုလို့ရှိကျွန်တော်တို့မရဘူးနော်ကျွန်တော်လှည့်ပြမယ်နော်အဲ့လိုဆိုဒီမှာမလှုပ်တော့တွေ့လားဒါစစထုတ်တဲ့စစလှုပ်တဲ့ညီကိုတွေ့ဆိုဒါလေးလည်းသိထားရပါတော့ဒီတိုင်းသိနေမရဘူးနော်အခုလည်းသိနေပြီမရဘူးနော်ဒီတိုင်းသိနေဒီတိုင်းရှိနေရမယ်နော်ဒီမှာစီဘာက 3.10 mm နော်မီဘာက 3.19 mm နော်โอเคဒီကောင်က 3.10 mm နော်ကျွန်တော်တို့ဒီကောင်လေး cc လေးထားပေးရမယ်ပေါ့နော်နော်3.10 mm နော်နောက်တော့ cc လေးရှိနေရမယ်နော်အောက်မှာလည်းဒီတိုင်းပဲ3.19 mm ဒီတိုင်းပဲနော် cc လေးရှိနေရမယ်โอเคပလွေကောင်းမကောင်းကျွန်တော်တခါတည်းပြပါပြီပါနော်ပလွေကဒီမှာသူ့တန်ရရှိပါနော်ဒါကျွန်တော်တို့အကယ်ပလွေကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီရောဘာတောင်းလေးပဲလဲလဲရတယ်ပေါ့နော်ပလွေကောင်းမှာကကျွန်တော်ဘယ်လိုစစ်မလဲဆိုတော့ကျွန်တော်တို့ညနေညကြီးကျွန်တော်တို့ချထားရပါတော့ချထားပြီးတော့ကျွန်တော်တို့အင်ဂျင်ဝယ်ဖြစ်တက်စီဖြစ်လောင်းထည့်ပါတော့အကယ်၍သူကအကယ်၍စိတ်မကြဘူးပါညာဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းတယ်ပါနော်စိတ်ကြတယ်ဆိုလို့ရှိရင်အကယ်၍ဒီမှာကျွန်တော်တို့ပြေးလောင်းထားတယ်ဟုတ်လားအကယ်၍သူစိတ်ကြသွားတယ်ပါညာဆိုလို့ရှိရင်ကျွန်တော်တို့မကောင်းဘူးပေါ့နော်စိတ်မကြဘူးဒီတိုင်းအပြည့်ပဲရှိနေမယ်ဆိုလို့ရှိရင်ဒီဘယ်လိုရကောင်းတယ်ပေါ့နော်โอเคတွေ့ချင်းပိုက်ချတော့ဒီလောက်ပဲရှိမှာပေါ့နော်ရပဲမှရတော့နည်းနည်းမှောင်တယ်ပေါ့နေပဲကြတယ်လှုပ်လို့ရတော့မအောင်โอเคကျွန်တော်အခုဆိုရင်အသေးစိတ်ထုံနီးစနီးပြီးပါနော်ကျွန်တော်တို့ပြန်တက်တော့မယ်နော်ပြန်တက်တော့မယ်ဆိုတော့ကျွန်တော်တွေ့ချင်းထည့်တော့မယ်နော်
ပြီးကျွန်တော်ဒီမှာဒီကောင်လေးထည့်မယ်ပေါ့နော်ဒီကောင်လေးထည့်တဲ့အခါစာသားရှိတဲ့ဖဲကိုကျွန်တော်တို့ဒီဘက်ထားရနော်ကျွန်တော်တို့ဒီကောင်လှည့်ထည့်တဲ့ခါလေမူလီ30လေးကိုလှည့်ထည့်တဲ့ခါကျွန်တော်တို့ပေါ့ပေါ့လေးကိုဝင်ရမှာလားတကယ်ပြီးနည်းနည်းကြက်နေပြီတအားကြက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့အတင်းမထိုးထည့်တဲ့ခါကျွန်တော်တို့ပြန်ချိန်တော့အပေါက်လေးကိုတေချာပြန်ချိန်ပြီးတော့လှည့်ထည့်အဲ့လိုမှအစီပြေမှာမဟုတ်ကြက်လေးဆိုတာသူမတည့်ဘူးဆိုတဲ့သဘောတရားပဲပေါ့နော်မတည့်ဘူးဆိုရင်ကျွန်တော်တို့အတင်းလှည့်ထည့်ရင်ကျွန်တော်တို့အကုန်လုံးအရေးတွေပြက်ကုန်ပါဘူးနော်ကျွန်တော်တို့ဒီတိုင်းလက်ထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ကလေးနဲ့ထိုးထည့်ပြီးတော့ဘေးပေါ့နော်သူ့ဘေးပုံမှန်လဲမလဲလှည့်ကြည့်ရအောင်ပေါ့နော်တကယ်ရပုံမှန်မလဲဘူးဆိုမရဘူးနော်ကြက်နေတဲ့ဘာညာဆိုလို့ရှိရင်မရဘူးကျွန်တော်တို့ပေါ့ပေါ့ပါလေးရှိနေရအောင်ပေါ့နော်โอเคစားထည့်တဲ့ညီကိုတွေကတော့နည်းနည်းစိတ်ရှိရှိလေးထားပါတော့စားလုပ်တဲ့ညီကိုကတော့လုံးနေကြဆိုလို့ရှိရင်လည်းဘာမှမခက်တော့ပါဘူးအခြေတစ်ခုတော့ပေးရအောင်ပေါ့နော်ကျွန်တော်တို့ခုနအပြင်မှာလဲဟိုကအမှတ်သားကြည့်လို့ရတယ်လို့အထက်မှာလဲကျွန်တော်တို့အမှတ်သားကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တခါတည်းပြပေးမယ်နော်အထက်မှာအမှတ်သားဘယ်လိုကြည့်လဲဆိုတာလေအထက်မှာကျတော့ကျွန်တော်ဘယ်လိုကြည့်မလဲဒီမှာဒီကောင်လေးတက်ရှိမယ်နော်ဒီမှာလက်ကီလေးတက်ရှိမယ်ပြီးတော့ဒီမှာသူအမှတ်သားလေးထားပေးတယ်ပေါ့နော်ဒီကောင်နဲ့ဒီကောင်တက်ပြီးတော့ဒီမှာတက်သွားပေါ့နော်တက်သွားပြီးတော့ကျွန်တော်တို့ဒီကောင်လေးနဲ့တက်လာရင်ပေါ့နော်ဒီကောင်လေးတက်လိုက်ပြီဆိုတာအမှတ်သားတက်ရောနော်ပြီးတော့ paste ဒီကောင်လှည့်လို့ရတယ်နော်ဒီကောင်လေးတက်သွားလို့ရှိတာတော့အမှတ်သားအတွေ့မှလည်းအမှတ်သားချိန်လို့ရတယ်ပေါ့နော်ကျွန်တော်တခါလေးချိန်ပြမယ်နော်အတွေ့ရခုနအပြာကျွန်တော်ချိန်ပြပြီးပြီဆိုတော့အတွေ့ပဲမှာကျွန်တော်ချိန်ပြမယ်နော်အဲ့လိုအမှတ်သားဒီကောင်လေးတက်မယ်ပြီးတော့တက်သွားမယ်တက်သွားပြီးတော့ဒီကောင်လေးလည်းတက်မယ်ပေါ့နော်ဒီကောင်လှည့်လို့ရတယ်ပြီးတော့ paste လည်းကျွန်တော်တို့တစ်ချက်ကြည့်ရမှာနော် paste လည်းတက်ပြီဆိုလို့ရှိတာအမှတ်သားတဲ့ပေါ့နော်ဒီကျွန်တော်ဒီကောင်လေးတွေကိုပြန်ထည့်ပါနော်โอเคကျွန်တော်တို့လူခါသူများဥစားလုပ်တဲ့ခါကျတော့ကျွန်တော်တို့တက်ရှင်းလုပ်ရမှာနော်ဒါကျွန်တော်ဖြုတ်တက်နီးပေါ့နော်ဖြုတ်စစ်နီးအသေးစိတ်ကိုကျွန်တော်သဘောတရားပြတာမဟုတ်လို့ပေါ့နော်ကျွန်တော်တို့โอเคသူများဘယ်လိုလုပ်ပေးတဲ့ခါကျလို့ရှိရတော့ကျွန်တော်တို့ကောင်းအောင်မိုးလေးလုပ်ပေးရအောင်နော်တေချာဆေးကြောပြီးတော့ပြန်တက်ပေးရအောင်ကျွန်တော်တို့လှည့်ထည့်တဲ့ခါကျရင်ကျွန်တော်တို့ကိုယ့်လက်ချိန်စားလေးပေါ့နော်စားထုတ်တဲ့ညီကိုတွေကျတော့တိတ်ပြီးတော့ချိန်စားမတောက်ဘူးလေဟိုကအရစ်လေးနှောင်းအောင်မှာဆိုလို့ပေါ့နော်အနေတော်လေးပဲကျွန်တော်တို့ရစ်ထည့်မယ်နော်တအားလည်းမလို့တအားလို့တအားသွားညှိလိုက်ကျွန်တော်တို့အရစ်ပြုတ်ရမယ်နော်ကျွန်တော်အတွေ့ပဲဖြစ်တဲ့အတွက်အရစ်ပြုတ်သွားကျွန်တော်တို့လောက်ရကန်ရခက်အောင်နော်ကိုယ်လည်းနဲ့ကိုချိန်စားပြီးတော့အရစ်ထည့်ပါနော်အဲ့ကောင်ကျွန်တော်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုပြန်ထည့်မယ်နော်ချိန်ပြီးလေးကိုပြန်ထည့်မယ်တစ်ဆယ်ဒီကောင်တော့ဆက်နေ
ဒီကောင်လည်းတူတူပဲပေါ့နော်ကိုလက်ချိန်ဆက်လေးနဲ့ပုံမှန်လေးပဲလှည့်ထည့်နော်တအားလည်းမလုံးတအားလို့ကျွန်တော်တို့အေးပြက်သွားမယ်နော်โอเคပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီအထဲမှာပဲကျွန်တော်အမှတ်သားချိန်ပြီးတော့တက်လိုက်မယ်နော်ဒီအထဲမှာကျွန်တော်တို့ချိန်တာသေးကြတယ်ဆိုလို့ရှိရင်အပြင်မှာလည်းအဲ့တိုင်းပဲရှိနေမယ်နော်အပြင်မှာလည်းမှန်နေမယ်ဆက်ဆက်လို့တဲ့ညီကိုကတော့ဆက်ဆက်လို့တဲ့ညီကိုတွေကြတော့အပြင်မှာပဲချိန်ပါနော်ဒါကကျွန်တော်အပြင်မှာလည်းချိန်ပြထားပြီးမို့လို့အထဲမှာလည်းတစ်ခါလေးချိန်ပြပြီးမို့လို့နော်ဒီမှာတော့သူ့ကီးလေးရှိရနော်ဒီမှာတန်လိုက်အောင်ကီးလေးနော်တန်လိုက်အောင်ကီးလေးကျွန်တော်ဒီကောင်လေးနဲ့အမှတ်တန်လေးနဲ့ရှိပါနော်ဒီကောင်လေးနဲ့တက်တက်ဒီကောင်တန်လိုက်အောင်ကီးလေးနဲ့ဒီကောင်လှည့်တာနဲ့တက်တက်ပါနော်ဒီကောင်လှည့်တာနဲ့တန်လိုက်အောင်ကီးလေးနဲ့တက်တက်နော်အထက်ဟာလေးကမတဲဘူးနော်အထက်ဟာလေးမတဲကျွန်တော်တို့အစီပြေတဲ့ဟာနဲ့လှည့်တက်လိုက်အောင်နော်ဒါဆိုရပြီနော်ဒီမှာတန်လက်ကိုကီးလေးပါနော်ဒီမှာတက်ပဲနော်ဒီကောင်လေးနဲ့တက်ပြီးတော့ဒီမှာလာမယ်တက်ပြီးတော့ဒီကောင်လေးလည်းတက်ပဲနော်ဒီအမှတ်သားလေးပြီးတော့ဒီတက်လေးတက်နော်ကျွန်တော်ပြပေးတဲ့ညီကိုကျွန်တော်စီမလာတင်တဲ့ညီကိုကျွန်တော်ဒီတိုင်းပြပေးတယ်ပေါ့နော်လက်တွေ့ပဲဒါဆိုရင်လှုပ်တက်တယ်ပေါ့နော်လက်တွေ့ပေးကန်ရင်လက်တွေ့ပေးလုပ်တယ်ပေါ့နော်နောက်ခေတ္တဆိုရင်ပြီးပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီစနေကောင်းလေးထည့်ထားလိုက်မယ်ခဲတာတော့မခဲဘူးနော်ဟိုပါပဲလှုပ်ဘူးကျွန်တော်တို့လေ့ကျင့်ဖို့ပေါ့နော်လှုပ်ဘူးတဲ့သေချာလေ့ကျင့်ထားရင်ဘာမှမခဲဘူးပေါ့နော်ခေသေချာမလေ့ကျင့်ထားရင်တော့နည်းနည်းတော့လောက်ရကြရနေခဲမှာပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့တန်လိုက်အောင်ပြန်ထည့်မယ်နော်ခုနတန်လိုက်အောင်လည်းဘာမှမရှိဘူးနော်ဒီပေါ်တော့လေးတစ်ခုရှိမှာပေါ့ဒီကောင်လေးရှိမယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်တို့မလုပ်ဘူးတဲ့ညီကိုတွေကျတော့နည်းနည်းလောက်ရကြရနည်းနည်းခက်တယ်ပေါ့နော်ဘယ်လိုထည့်မလဲဆိုတော့ဒီတိုင်းလေးပဲဘာမှမခက်ဘူးနော်ဒီတိုင်းလေးပဲကျွန်တော်တို့လှည့်ပြီးတော့သူ့အတူဝင်သွားမယ်နော်သူကီးတက်သူ့အတူဝင်ရမယ်နော်ဒီမှာတက်ပြီနော်ဒီကောင်ကတစ်ချမ်းပဲလဲလို့ရမယ်နော်ဒီဘက်ချမ်းကျွန်တော်တို့လှည့်လို့ရမယ်ဒီဘက်ချမ်းကျွန်တော်တို့လှည့်လို့မရဘူးနော်ငြိမ်နေရမယ်ဒီမှာပုံတော့ဒီမှာထည့်မယ်ဆိုလို့ရှိရင် AJ ဝယ်လေးနဲ့သေချာလောင်းထည့်ပေးလိုက်ပိုကောင်းတယ်ပေါ့နော်ညီကိုတို့ဘေးကိုကြတော့ကျွန်တော်တို့ကိုဘေးကိုကောင်းမလို့ကြည့်ပါနော် AJ ဝယ်အသေးလေးသုံးပါနော်ကောင်းပါလေဒီမှာလည်းကျွန်တော်တို့ AJ ဝယ်လေးဆွတ်ထည့်မယ်နော်ဟိုရလွယ်အောင်လေးနော်ဒီကီးနဲ့တန်လက်ကီးနဲ့နော်ဒီမှာတန်လက်ကီးလေးရှိတယ်ပေါ့နော်တန်လက်ကီးလေးအပေါက်ကီးလေးရှိတယ်အဲ့ဒါလေးကျွန်တော်တို့တက်ထိုးထည့်မယ်နော်ဒီကောင်တွေကြတော့ထဲတဲ့ခါကျရင်နည်းနည်းစိတ်ရှိရထားနော်ကဲစိတ်ရှိမထားရင်ကီးမတက်ဘူးကီးမတက်ပဲနဲ့ကျွန်တော်တို့ဟိုဗာလဲမူလီကိုကြက်ထည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးပြည့်စည်ကုန်မယ်နော်ဒါလေးစိတ်ရှိလောက်ထားပါလို့
တော့တနက်လေးကိုချိန်စားပြီးပြေးပါနော်အားလည်းမကြမ်းရမလို့ဒီနေ့တော့ဒီလောက်ဆိုရပြီနော်အမှတ်တမ်းလေးတက်ရမယ်ပြီးတော့ page တင်လည်းအပြည့်ရှိရမယ်နော် page တင်လည်းတစ်ချက်ထိုးကြည့်ပါနော်ဒီကောင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်စနစ်ကောင်ကိုကျွန်တော်ကြက်မယ်နော်စနစ်ကောင်ကိုကျွန်တော်ကြက်တဲ့အခါမှာအကြည့်ခိုင်မရှိအောင်လို့ကျွန်တော်ဒီကောင်လေးလည်းကင်ထားမယ်နော်ဒီကောင်လေးလည်းကင်ထားမယ်ပြီးတော့စနစ်ကောင်ကိုကျွန်တော်ကြက်မယ်ပါနော်ဒီကောင်လေးလည်းကင်ထားမယ်အကြည့်ခိုင်မရှိအောင်ဒီကောင်လေးလည်းဖမ်းထားမယ်နော်ဖမ်းထားပြီးတော့ဒီမှာစနစ်ကောင်လေးဒီကောင်စနစ်နော်နည်းနည်းသေးတဲ့အတွက်သတိထားတနက်ကိုအရှိတ်အားမပြေးပဲနဲ့ကျွန်တော်တို့90ရာခိုင်နှုန်းလဲပါအားထည့်ပါနော်အဲ့လိုလေးချိန်ဆိုင်ပြီးတော့ပြေးပါဒါဆိုရင်ဘာကြောင်းလဲဆိုရင်နော်ဒီကောင်လေးကိုထည့်မယ်နော်မော်တာစတက်ပေးနေရလေးပါနော်ကဲအဲ့ဒါထဲလို့မတက်ဘူးပါညာဆိုလေးဘဲကိုနည်းနည်းလှည့်ပေးတယ်နော်ဘဲကိုနည်းနည်းလှည့်ပေးလိုက်တက်ပြီနော်ဒါမခက်ဒီကျွန်တော်တို့ဒီကောင်လေးထည့်လိုက်မယ်ရပြီနော်အဲဒီမှာဒီကောင်လေးကသူ့ပို့လေးတစ်လုံးရှိတယ်တစ်စီးတစ်စီးနဲ့တစ်စီးကမတူဘူးနော်တစ်စီးနဲ့တစ်စီးကတော့မတူဘူးဒီကောင်ကကျွန်တော် 125i way 125i ပေါ့နော်ဒီကောင်ရိုးရိုးပဲ LED ပြီးသေးမဟုတ်ဘူးနော်တစ်စီးနဲ့တစ်စီးကတော့မတူဘူးနည်းနည်းတော့ကွဲပြားလိမ့်မယ်နော်ကျွန်တော်ဒီကောင်လေးထည့်ပြီးပြီနော်ထည့်ပြီးဆိုတော့ကျွန်တော်တို့ဖန်လိုက်ဖုန်းလေးပြန်အောင်မယ်ပေါ့နော်ကျွန်တော်တို့ဒီကက်စကက်ကတော့သူများလာလဲလို့ရှိတော့ကျွန်တော်တို့ဟိုဟာအကုန်လုံးအသိပြန်ထည့်ပေးရမယ်ပေါ့နော်ပြန်ထည့်ပေးလိုက်တာပိုကောင်းတယ်တချို့ကက်စကက်တော့ပြန်တောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အသိပြန်ထည့်ပေးလိုက်တာပိုကောင်းတယ်ဘာဖြစ်လဲဆိုတော့အဟောင်းပြန်ထည့်လိုက်လို့ UI ကျွန်တော်တို့နှစ်ခေါက်ပြန်လုပ်ပေးရနေအောင်မယ်နော်ဒီခါတည်းအသိလဲပေးလဲအေးတာပဲဒီကောင်ကျွန်တော်တို့ပြန်စို့ထည့်တဲ့ခါစစလုံးရဲ့ညီကိုလေးကသတိထားပါနော်တန်လဲအောင်ဖြစ်တဲ့အတွက်သူကဆွဲဆုပ်မှာပေါ့နော်အဲ့ဒါလေးကျွန်တော်တို့တက်တက်လေးထည့်ပေးပြီးတော့ထိပြီးတော့စို့ထည့်ပါနော်ကဲစကဲမကောင်းထည့်ရတာအဆင်မပြေဘူး
ကျွန်တော်ခုနအတွေ့ပဲချိန်ထားတယ်ပေါ့နော်အတွေ့ပဲအမှတ်သားကိုချိန်ထားတယ်ဒါကွက်တီပေါ့နော်ကိုချိန်ထားတာမှန်လို့ရှိရသူထီလဲခုနကျွန်တော်အချိန်အပြင်မှာချိန်ပြသလိုပြန်ရှိနေမှာနော်ထီဒီမှာတက်သွားမယ်ပြီးတော့ဒီကောင်လေးနဲ့တက်နော်ဆက်ဆက်လုံးနဲ့ညီကိုတွေကြတော့ဒီမှာချိန်လိုက်ပို့ပြီးတော့သိကြတယ်ပေါ့နော်လုံးနေကြလူတွေကြတော့အတွေ့ပဲချိန်အပြင်ပဲချိန်ဘာမှမထူးနော်ဒီတိုင်းတော့မူလီတွေကအတူရှင်မတူဘူးပေါ့နော်ကျွန်တော်ထိတ်ကြည့်တာနဲ့ဘယ်ဟာဆိုတော့ကျွန်တော်တို့သိတာရနော်တော့မူလီကြတဲ့ခံရညီကိုတွေတတိထားပါတော့ညီမြကြလေးကြပါတော့ပြီးတော့ဒီကောင်နာပါရှေ့မူလီဖြစ်တဲ့အတွက်ဒါဟာကြလို့လည်းမရပါဘူးနော်သူရဲ့ပုံမှန်လေးချိန်ဆက်ပြီးတော့ကြပ်ပြီးပေါ့နော်နာပါရှေ့မူလီဖြစ်တဲ့အတွက်ကျွန်တော်တို့ပြက်လွယ်တယ်ပေါ့နော်အရေးပြုံးလွယ်တယ်ဒါလေးတစ်ချက်တတိထားပြီးပေါ့နာမရှေ့မူလီလေးပြန်ကြပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ socket လေးတွေပြန်ဆုပ်အောင်နော်ဆိုတော့တခုရဲ့ပြီးတော့ဒီမှာပါစာနဲ့ထောက်ပွဲ socket လေးပြန်ဆုပ်နော်ဒီဘက်ချမ်းပြီးတော့စီပါလေးမိဘအဖော်လေးကျွန်တော်တို့ပိတ်အောင်နော်စီပါတော့ကျွန်တော်တို့အင်ဂျင်ကိုထွက်မတက်အဲ့ဒါလေးကြည့်အောင်မယ်ဆိုတော့ဒီဘက်ချမ်းကျွန်တော်လက်စစ်ပါနော်ဘာဒီချမ်းလဲကိုလက်စစ်ပါနော်ဒီဘက်ချမ်းပြီးဘာညာဆိုလို့ရှိရင်ကျွန်တော်တို့ခုနမီပလာထုတ်ထားတယ်ပေါ့နော်မီပလာထုတ်တာမီပလာပြန်ထည့်မယ်ဒါဆိုဒီပလက်ထည့်ရောနော်ပလွေကြံနေတယ်ပေါ့ပလွေကြံနေတယ်ကျွန်တော်တို့ပလွေပြန်ထည့်နော်ပလွေလေးပြန်ထည့်မယ်နော်ပလွေမူလီနာပါဆက်လီကဲပလွေထည့်ပြီးဆိုတော့ခုနပလွေထည့်ပြီးဆိုတော့ခုနကျွန်တော်တို့အင်ဂျင်ဝယ်ထုတ်ထားတယ်ပေါ့နော်အင်ဂျင်ဝယ်လည်းပြန်ထည့်မယ်
ကျွန်တော်ဟိုကဘယ်လိုလဲထည့်ပြီးပါနော် EJ လည်းထည့်ပြီးပြီအကုန်လုံးထည့်ပြီးဆိုတော့ကျွန်တော်တို့နှိုးဆန်ကြည့်တော့နော်EJ EJ လည်းပုံမှန်တက်တယ်ပေါ့နော် EJ လည်းပုံမှန်တက်တယ်ဒါဆိုအကုန်လုံးစစ်ပြေပေါ့နော်ပါကြံသေးလဲဆိုတော့ကျွန်တော်တို့ပါကြံသေးလဲဆိုတော့ခုနကကျွန်တော်ဟိုအထဲမှာဟိုဗာလဲ EJ စီမီချူမိလိုက်ပေါ့နော်အဲကျွန်တော် EJ စီချူပဲပေါ့ EJ စီချူတာကဒီနားလေးမှာနံပါတ်10လေးရှိတယ်နော်နံပါတ်10လေးမှာကျွန်တော်တို့စီ EJ စီချူလို့ရတယ်နော်ခုနအထဲမှာတစ်ခါလဲချူလဲရတယ်ပေါ့နော်ကြည့်အထဲမှာမချူမိဘူးမိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပြင်မှာချူလို့ရတယ်ပေါ့နော်နောက်တော့စီချူတဲ့အခါနောက်တော့10လေးကိုထုတ်မယ်ပေါ့နော်10လေးကိုထုတ်ပြီးတော့ကျွန်တော်တို့လက်လေးနဲ့ပိတ်ဖွင့်အောင်နော် EJ တအားတုံးပြီးပါညာဆိုလို့ရှိရင်ဒါချူလို့ပြီးပေါ့နော် EJ စီချူပြီးရတဲ့ကျွန်တော်တို့အတန်နားထောင်လဲသိတာရပါတော့အတန်ညိတ်သွားတယ် EJ စီမချူရသေးဘူးဆိုလို့ရှိရင်အတန်နည်းနည်းကျန်းတယ်ပေါ့နော်ဒါလည်းဘယ်လိုရအလုံးမလို့တော့လေကွာစီချူပြီးဆိုတော့အတန်ညိတ်သွားပြီနော် Okay ကွာတဲ့ဥစလာကော